စင်ဂျင်ဘက်မှာနယူကာဆယ်ကိုအနိုင်ရရှိဖို့ခက်ခဲအောင်မဲ့ချဲစီအားလုံးမင်္ဂလာပါများ WAH Sport ဆောင်ကနေပြန်လည်ကြိုလိုက်ပါရစေ။ချင်းတပြားတွေက2021နောက်ပိုင်းကတည်းကစင်ဂျင်ဘက်မှာငှက်ကြားတွေကိုအနိုင်မရတော့တာပါ။နောက်ဆုံးနိုင်ရထားခဲ့ကြတာက2021အောက်တိုဘာလအတွင်းကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဖြစ်ပြီးအဲ့ဒီအချိန်ကချဲစီအသင်းရဲ့နီးပြအဖြစ်သောမတ်တူချေကတောင်းယူနေကြတာဖြစ်ပါတယ်။ရေစီရဲ့အတွင်းကိုနဲ့အတူကပတိန်ဟောင်းဂျော်ဂျီညိုတို့ရဲ့အတွင်းကိုတွေနဲ့အတူအပြိုင်အောင်လန်ဒန်သားတွေဟာစင်ဂျင်ဘက်မှာနိုင်ပွဲရထားခဲ့ကြတာဖြစ်ပါတယ်။အဲ့နောက်ပိုင်းကတည်းကချဲစီဟာငှက်ကြားတွေရဲ့စင်ဂျင်ဘက်မှာတစ်ခါမှမနိုင်တော့သလိုအရှုံးရတဲ့နယ်ကြီးရင်ဆိုင်ထားခဲ့ရတာပါ။ပြီးခဲ့တဲ့နေ့ဘောလုံးရာသီကဆိုရင်လည်းငှက်ကြားရဲ့စင်ဂျင်ဘက်မှာနှစ်ကြိမ်တိုင်ဆုံတွေ့ခဲ့ပြီးနှစ်ကြိမ်စလုံးအရှုံးပေးထားခဲ့တာဖြစ်ပါတယ်။ဒီချိန်ကပရီးမီးယားလိမှာဖြစ်တယ်လို့နောက်တစ်ချိန်ကတော့ကာရာဘောင်းဖလားပြိုင်ပွဲမှာပါချဲစီအတွက်ကတော့2021နောက်ပိုင်းငှက်ကြားတွေနဲ့စင်ဂျင်ဘက်မှာတွဲဆုံခဲ့တဲ့ပြိုင်ပွဲစုံ၄ပွဲစလုံးကိုအရှုံးပေးထားခဲ့တာဖြစ်ပြီးဒီရာသီမှာလည်းစင်ဂျင်ဘက်မှာအနိုင်ရဖို့ကခက်ခဲအောင်မဲ့အခြေအနေလို့ဆိုရမှာပါ။ငှက်ကြားတွေကအိမ်ဝင်း၃ပွဲရှုံးပွဲအထိကြုံတွေ့ထားခဲ့ရတဲ့အသင်းဖြစ်ပြီးလီဗာပူးဘာစီလိုနာနဲ့အာဆင်နယ်တို့ကိုအရှုံးပေးထားခဲ့တာပါ။စပါးအသင်းကိုတေးကြပြီးမန်စီးတီးကိုတော့အနိုင်ရထားတဲ့ငှက်ကြားတွေဟာယခုတစ်ပတ်မှာတော့ချဲစီကိုအခန့်ကစားသွားရဖို့ရှိနေကြတာပါ။ချဲစီရဲ့အခြေအနေကနည်းနည်းပါးပါးရင်းရိုင်နေခဲ့တာကိုမြင်တွေ့ထားခဲ့ရပြီးအဝေးကွင်းပွဲစဉ်အဖြစ်ကစားထားခဲ့တဲ့နောက်ဆုံး၄ပွဲမှာချဲစီအသင်းဟာတပွဲသာအနိုင်ရထားပြီး၃ပွဲကနိုင်ပွဲပျောက်ဆုံးထားခဲ့ကြတာပါ။လေးနိုင်တဲ့အတလနာအသင်းတို့လိုအသင်းတွေကိုရှုံးပေးထားခဲ့ရတဲ့ချဲစီအသင်းရဲ့ခြေစွမ်းကစင်ဂျင်ဘက်မှာလည်းအနိုင်ရဖို့လည်းကိုနိုင်မှာမဟုတ်ပါဘူး။တခုရှိတာကဖိုဖာနာချာလိုဘတ်တို့အတွဲဖက်နဲ့ကိုပါမပြန်လဲပါဝင်လာနိုင်မှုကချဲစီအသင်းတို့ကတော့အားရှိစီမှာလို့ဆိုရမှာဖြစ်ပြီးကူကူရီလာကလည်းပြီးခဲ့တဲ့ကားဒေးစီတီးတဲ့ပွဲစဉ်မှာအနိုင်ရထားခဲ့တယ်လို့အန်ဆိုဖာနန်တန်နဲ့ရေစီဂျင်တို့ကလည်းအင်ပီအားပြဖြစ်နေခဲ့ကြမှာပါ။လူဆိုရင်တော့ချဲစီရဲ့ကစားပုံကတိတ်ပြီးမဆိုးဘူးလို့ဆိုရမှာဖြစ်ပေမဲ့ပြီးခဲ့တဲ့တစ်ပတ်ကပရီးမီးယားလိပွဲစဉ်မှာဆာလာလန်ကိုအရှုံးပေးထားခဲ့ရတဲ့ငှက်ကြားတွေအနေနဲ့စင်ဂျင်ဘက်မှာရုန်းကန်လာပွဲရှိနေခဲ့ပြီးချဲစီကိုဖျက်ဆီးပြဖို့အထိကြိုးစားလာပွဲရှိနေကြတာဖြစ်ပါတယ်။ WBH မှာတရားမရိုးကျအမောင်းပေါ်ရီကိုပေါင်းတွေကနေကွဲထွက်နေတဲ့ both thin to score correct score တွေကိုမြန်မာဗန်ထိုင်းဗန်များဖြင့်လွယ်ကူစွာစော်ကစားနိုင်ပါပြီ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ။